ရတော့မှာဒီနေ့တိုင်းရတော့ဘုရားဘာသာဝင်သူတော်ကောင်းပေါင်းလို့ဗျာလမ်းမေးရတဲ့တော့မှာဒီနေ့တိုင်းရတော့ဘုရားဘာသာဝင်သူတော်ကောင်းပေါင်းလို့ဗျာကျွန်တော်များဒီနေ့ငါးဆိုဘောလမအပေါ်ကိုလိုက်ဖြစ်သူကတော့ဘုရားရှင်တဲ့ကိုရုပ်ပွားတော်မှာပေါ့ဒီလိုတပ်ပဲသွားပြီးဒီနေ့တော့ဘုရားဒေသစာရေးပူဇော်ကကြွားလို့ဒီလိုကတမ်းပြီးရတာဘုရားဘာသာဝင်သူတော်ကောင်းပေါင်း
အနေဇာနုပဒနာညာနာတမနာဥဒ္ဓရိဘာဝနာပရိယံတံဗုဒ္ဓံသရဏံကိသာမိအနေဇာနုပဒနာညာနာတမနာဥဒ္ဓရိဘာဝနာပရိယံတံသာသနာနာကိသာမိဒုက္ခပဒနာညာနာတမနာဥဒ္ဓရိဘာဝနာပရိယံတံဗုဒ္ဓံသရဏံကိသာမိဒုက္ခပဒနာညာနာတမနာဥဒ္ဓရိဘာဝနာပရိယံတံသာသနာနာတောင်းလောက်ကြီးတဲ့ဒီဒီမေကလာစင်ကြီးကိုစီးလို့သူ့ပုံမှန်လဲလက်ရုံးမောင်းတစ်ထောင်ဆန်သင်းပြီးလက်နဲ့မျိုးစုံခိုင်းထားပါတယ်မနက်စစ်တီလေးရဲ့ဒီဒေါ်လာကြီးတဲ့မှာဆိုရင်
ဘယ်နိုင်ရမှာစတဲ့ကူတော်ကုသလဝါယမစီကိုဦးစီနာပြမိခင်ကိုရန်ဒီ
ပုရိမာဘုဒ္ဓလာဓမ္မပစ္စည်းနာပစ္စည်းနာဓမ္မနာဘပစ္စည်းနာပစ္စည်းယောပုရိမာဘုဒ္ဓလာဓမ္မပစ္စည်းနာပစ္စည်းနာယာကနာဓမ္မနာပစ္စည်းနာပုရိမာဘုဒ္ဓလာဓမ္မပစ္စည်းနာThank you.